မင်္ဂလာပါ The Great Concealer ထဲမှာဖြစ်ပါတယ်။တင်အတွက်မနှက်ဖြန်ငွေကြီးကန်ချင်းလေးကိုဖတ်ကြားပေးပါမယ်။အဲ့တော့ color တစ်လေးတွေကတော့မနှက်ဖြန်မှာငွေကြီးကန်အခြေအနေနဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်ထဲမှာပေါ့နော်။ငွေကြီးလောက်ကန်နဲ့ပတ်သက်ပြီးတော့အစမပြေတော့ဘူးပေါ့နော်။အဲ့လိုမျိုးထင်နေရမျိုးရှိလိမ့်မယ်ဒီလားတော်တော်လေးကိုစိတ်တက်ကလေးဟိုးအောက်ထီကိုပေါ့နော်။အကယ်၍မနှက်ဖြန်မှာဆောင်ရွက်เสียပြောဆိုเสียကိစ္စတွေပေါ့နော်။ရှိတာကိုကလေကိုကတကယ်ကိုပေါ့နော်အဲ့ဒါမအောင်ဘူးငါအကြရှုံးမှာအဲ့လိုစိတ်ဓာတ်ကြနေရမရှိတတ်တယ်ဒီလားတကယ်ကြတော့လုံးဝမဟုတ်ဘူးပေါ့နော်လုံးဝမဟုတ်ဘူးကိုကအဲ့လိုအရန်ကိုစိတ်ဓာတ်တွေထိုးကြနေတဲ့အချိန်မှာပေါ့နော်ကိုဒီရေရှည်အတွက်ပေါ့နော်အဆင်ပြေမဲ့အကြံဉာဏ်တစ်ခုကိုတယောက်ကလာပေးတာမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်းကိုကပေါ့နော်ဘာသာရေးလုပ်တဲ့သူဆိုလို့ရှိရင်လည်းကိုရဲ့အုံနောက်ကအလိုလိုပေါ့နော်တစ်ခုကိုသွားပြီးတော့လမ်းကြောင်းပွင့်သွားတာမျိုးအကြံဉာဏ်ရလိမ့်မယ်သိလားအဲ့တော့အဲ့ဒါအရန်ကောင်းတယ်ပေါ့နော်အသိအမြင်တစ်ခုဟိုလင်းလက်သွားတာသိလားအရန်စိတ်တက်ကြနေတဲ့အချိန်မှာပဲအဆင်ပြေသွားတာမျိုးကြုံရလိမ့်မယ်နောက်ပြီးတော့ဒီငွေကြေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုကနေလဲတခြားလူကိုပြန်ပြီးတော့အကြံဉာဏ်ပေးနိုင်တာမျိုးပူပေါင်းဆောင်ရွက်ဖို့အတွက်ပေါ့နော်ရှေးရှေးအတွက်အနာဂတ်အထိလက်တွဲမဲ့သူတွေနဲ့လဲကြိုတင်ပြီးတော့စကားတွေစဖြစ်တာမျိုးပေါ့နော်အဲ့တော့အစတစ်ခုလုံးဖြစ်တာမျိုးရှိမယ်နောက်တစ်ခုကဘာလဲဆိုလို့ရှင်ကိုယ့်စီကိုလည်းပေါ့နော်အဲ့လိုမျိုးအနာဂတ် plan တွေနဲ့ပတ်သက်ပြီးတော့ငွေကြေးလောက်ကန်နဲ့ပတ်သက်ပြီးတော့လာစကားပြောတာမျိုးကြုံရလိမ့်မယ်เนาะအခွင့်အရေးလာပေးတာမျိုးပေါ့အဲ့အခွင့်အရေးကဥမာကိုယ့်အတွက်ဒီအစီအစဉ်ကိုလည်းရလိုက်တယ်လုပ်ငန်းကိုလည်းရလိုက်တယ်အကျိုးမြတ်ကိုလည်းရလိုက်တယ်ဆိုတဲ့ကိစ္စမျိုးပေါ့เนาะဒီလိုမျိုးလေးတွေကြုံရပါလိမ့်မယ်အဲ့တော့မြေကမ်းမှာရေးသွားခတ်တဲ့အခါရေးလဲရလာတယ်ငားလဲရလာတယ်ဆိုတဲ့သဘောတရားမျိုးလေးတွေကိုကြုံမှမှာဖြစ်တယ်။တော့စိတ်အခြေအနေကတော့ခုနပြောသလိုနော်ကိုကတော့လေအစမပြေဘူးအဲ့လိုမျိုးပဲဖြစ်နေမှာမနှက်ဖြန်မနှက်ကိုနိုးတဲ့အချိန်မှာပေါ့နော်ကိုအဲ့လိုဖြစ်နေတတ်တယ်တကယ်တမ်းကိုယ့်ရဲ့ကံအဲ့လိုမဟုတ်ဘဲနဲ့ရေးလဲရတယ်ငားလဲပါတယ်ဆိုတဲ့အခြေအနေမျိုးနဲ့ကြုံတွေ့ရမှာဖြစ်ပါတယ်။နောက်ပြီးတော့ကိုယ့်ကိုပေါ့နော်မိသားစုဝင်လိုပဲဖြစ်ဖြစ်အဲ့လိုမျိုးပေါ့နော်တယောက်ပေါ့နော်အားကိုရတဲ့သူတဦးကပေါ့နော်ထောက်ပံ့ပေးကမ်းကူညီလိမ့်မယ်เนาะအဲ့လိုမျိုးလုပ်ပေးလိမ့်မယ်ဆိုတာမျိုးတွေ့ရတယ်အကယ်၍ကိုတယောက်ရှောင်းမှမမိုးတောင်းချင်ပဲဖြစ်ဖြစ်ကူညီလိုချင်ပဲဖြစ်ဖြစ်ပြောကြည့်ပါရပါလိမ့်မယ်เนาะရလိမ့်မယ်ဆိုတာမျိုးတွေ့ရတယ်ကိုအဲ့လိုမျိုးကူညီချင်တဲ့သူပေးချင်တဲ့သူလည်းရှိရပေါ့နော်ထိုင်ပြီးတော့လည်းကိုကြည့်နေမှာပေါ့နော်သူ့ဘာကူညီပေးရမလဲပေါ့စသဖြင့်အဲ့လိုမျိုးလေးကြည့်နေလိမ့်မယ်เนาะကြည့်နေတဲ့လူလည်းရှိရကိုအနေနဲ့ကူညီတောင်းလို့လည်းရပါတယ်เนาะဒီလိုမျိုးလေးတွေ့ရတယ်ဒါဆိုလို့ရှိရင်ဒါကတင်တော့မနှက်ပြန်ငွေကြေးကန်ချင်းနေဖြစ်ပါတယ်အားလုံးပဲစီးပွားဆံမန်ဒီလာတိုးတက်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်